အားလုံးမင်္ဂလာပါဒီနေ့တော့ Z ကတော့နောက်လိုက်ကောင်းဘယ်လိုဖြစ်ရမလဲဆိုတာလေးကိုပြောပြချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တင်တန်းတွေဒီမလားဒီ motivational speaker တွေအကုန်လုံးကလေခေါင်းဆောင်ကောင်းဘယ်လိုဖြစ်ရမလဲleadership skill training တို့ဒီမလား leadership ကြီးပဲပြောနေကြတယ်ပေါ့နော်ဆိုတော့နောက်လိုက်ကောင်းပေါ့နော် good follower ဖြစ်ဖို့ဘယ်လိုမျိုးဒီကျင့်သုံးရတယ်ဘယ်လိုမျိုး word တွေကျင့်ဝတ်တွေနဲ့ပေါ့နော်စိတ်ထားနဲ့လောက်ရမယ်ဆိုတာလေးကိုပြောပြချင်ပါတယ်ဒီလိုနောက်လိုက်ဖြစ်လိုက်ခြင်းဟာပေါ့နော်ကိုယ့်အကိုနှိမ့်ချသွားတာမဟုတ်ဘူးနောက်လိုက်ကောင်းဆိုတာ follower ဖြစ်တယ်ဆိုတာလေသူများတွေကိုပဲသိရမလားလက်ခုပ်လိုက်ပြီးတော့အားပေးပြီးတော့ဘယ်လိုပြောမလဲ passively ပေါ့နော်အဲ့လိုနေရမယ်လို့ပြောတာမဟုတ်ပါနောက်လိုက်ကောင်းကလူတိုင်းဖြစ်လို့မရဘူးဘာလို့လဲဆိုတော့နောက်လိုက်ကောင်းဖြစ်ဖို့ဆိုရှင်စိတ်ဓာတ်ရင့်ကျက်ရမယ်ကိုယ့်ရဲ့ပေါ့နော်သူများကမနာလူစိတ်တွေလည်းမရှိရဘူးအဲ့လိုမျိုးဆိုတော့သူများအောင်မြင်လို့ရှင်လည်းတည်ရမှာကိုကဝိုင်းပြီးတော့အားပေးအားမြောက်ဖြစ်တတ်တဲ့လူဖြစ်ရတယ်ဒါတွေကလူတိုင်းမကျင့်သုံးနိုင်တဲ့အရာပေါ့နော်ပြီးလို့ရှင်နောက်တစ်ခုကဒီတချို့လူတွေရှိရလေတချို့လူတွေကနေရာတကာဆရာကြီးအရန်လောက်ချင်တယ်ပေါ့နော်control အရန်လောက်ချင်တယ်အဲ့လိုလူမျိုးတွေလည်းရှိတယ်ဒီဟာတွေပေါ့နော်တချို့ခေါင်းဆောင်တွေကိုလည်းပြောချင်တယ်ပေါ့နော်ဒီ message ကအလုပ်တော့လည်းအရေးပါတယ်ဘာလို့လဲဆိုတော့နောက်လိုက်ကောင်းတယောက်ဖြစ်တယ်ဆိုရှင်လေတငယ်ချင်းပဲဖြစ် project အတူလုပ်ပဲဖြစ်team work ပေါ့နော်အလုပ်အတူလုပ်ဖြစ်တည်ရမလားဘာဖြစ်အဆင်ပြေတယ်ကိုကအများအားခေါင်းဆောင်ဖြစ်စရာမလိုဘူးခေါင်းဆောင်ဖြစ်မှပဲအောင်မြင်တယ်လို့ခံယူချက်တွေကိုပြုပြင်တင်တယ်ပေါ့နော်ဒါလူတွေကိုမြင်ဖူးတယ်ဟုတ်ဥပမာခေါင်းနောက်လိုက်ကောင်းမဖြစ်တဲ့လူတွေကလေသူများအောင်မြင်လို့ရှင်လည်းမနာလို့ဖြစ်တာတောက်လိုက်ဖြုတ်တာသိရမလားရန်လိုက်တွေ့တာမကောင်းကြောင်းလိုက်ပြောတာပြီးရှင်နေရာတကာဆရာကြီးသိရမလားသူတို့တော့အဲ့လိုမျိုးဖြစ်နေတယ်လေနော်အဲ့လိုမျိုးဆိုရှင်တငယ်ချင်းဖြစ်လို့လည်းမကောင်းအိမ်ထောင်ဖက်ဖြစ်လို့လည်းမကောင်းသိရမလားကိုယ့်ရဲ့ခေါင်းဆောင်ဖြစ်အတင်းဝင်အဖြစ်ဘလို့ဖြစ်အစမပြေဘူးဒါကြောင့်မလို့ကိုကလည်းကိုဇက်အခုပြောတဲ့အချိန်တွေမှာ recognize ပေါ့နော်ကိုမှတ်မိတယ်ကိုလည်းအဲ့လိုမျိုးဖြစ်နေပါလားဆိုရှင်လည်းကိုစင်ချိန်လို့ရအောင်ပြီးလို့ရှင်လည်းကိုတိုင်ရလည်းခေါင်းဆောင်နေအောင်နောက်လိုက်နေအောင်ဘယ်လိုမျိုးလုပ်လို့ရတယ်ဆိုတာလေကိုစဉ်းစားစင်ချိန်ယူဖို့ပေါ့နော်အချက်5ချက်လည်းနဲ့ပြောပြချင်ပါတယ်ပထမအချက်ကတော့ know your limit ပေါ့နော်ကိုယ့်ရဲ့အတိုင်းအတာကိုသိရမယ်ဘာလို့လဲဆိုတော့လူတစ်ယောက်ကလေလူတစ်ယောက်ဖြစ်လာပြီဆိုရှင်နေရာတိုင်းမှာတော်နေတတ်နေအကုန်လုံးပြီးဆုံးတဲ့လူဆိုရှင်တရားမှမရှိတဲ့ကမ္ဘာလုံးမှာတရားမှမရှိဘူး okay Beyonce အဆိုတော်တယ်အကတော်တယ်သူအချက်ပြုတ်တော်လားမတော်ဘူးဒါမှမဟုတ်ရှင်ဥပမာစီမံခန့်ခွဲတဲ့နေရာမှာတော်လားမတော်ဘူးလူတယောက်ကလေတကယ်တော်တဲ့နေရာမှာပဲတော်တယ်တခြားနေရာတွေမှာတော်လို့မရဘူးကိုယ့်ထက်ကျွမ်းကျင်တဲ့လူကလည်းအများအားရှိထားပြီးသားလေနော်အဲ့ဒါကြောင့်မို့နေရာတကာဆရာကြီးလှုပ်ရှားမလို့ဘူးကိုယ့်ရဲ့ limit ကိုသိပါကိုယ့်ရဲ့ limit ကိုသိအောင်ဘယ်လိုလုပ်ရလဲဆိုတော့ကိုယ့်ရဲ့အားတာချက်ကဘာလဲငါတယောက်ပေါ့နော်ကျွန်မတယောက်မှာအားတာချက်ကသူများစီမှာမရှိတယ်နဲ့ဒါမှမဟုတ်ရှင်သူများတွေတော်လေးတင်ယူလက်လာယူမှပဲရတာဒါမှကိုအမြန်လဲနဲ့တတ်သွားတယ်ကိုကြွန့်ကျင်တယ်ကိုလုံနိုင်တယ်ဆိုတဲ့ဟာကဘာလဲကိုရဲ့အားတာချက်ကဘာလဲဆိုတာကိုသိအောင်ကိုရှာဖွေပါစဉ်းစားပါပြီးလို့ရှိရင်ချရဲထားပါတစ်ကနေ30ပေါ့နော်တစ်ကနေ3တစ်ကနေ5အဲ့လိုမျိုး30ထိကိုရဲ့အားတာချက်ကိုတော်တဲ့နေရာကိုရဲ့ကောင်းချက်တွေကိုချရဲပါပြီးလို့ရှိရင်ကိုရဲ့အားနည်းချက်ကပါလဲအားနည်းချက်ဆိုတာကိုပြုတ်ပြင်ပြောင်းလဲယူလို့ရတဲ့အရာတွေဒါမှမဟုတ်ရှင်ကိုပေါ့နော်ပို့ပြီးတော့ set လက်တင်ယူလို့လက်လာယူနိုင်တဲ့အရာတွေ improve လုပ်နိုင်တဲ့နေရာတွေကဘာလဲဆိုတာလေကိုလည်းချရပါတစ်ကနေ30ဆိုလို့ရှိရင်ဒီနေရာတွေကိုဆိုရှင်ကိုထပ်တော်တဲ့နေရာကိုထပ်တော်တဲ့လူတွေပေါ်လာတယ်ကိုထပ်တာတဲ့လူတွေပေါ်လာတယ်ဆိုရှင်သူတို့စီမှာចောင်းသားအနေဖြင့်ပေါ့နော် apprentice ပေါ့နော် apprentice ဆိုတာမြန်မာလိုကြတော့ဆရာတော်တာပေါ့နော်တပည့်ခန္ဓာအဲ့လိုမျိုးလုံနိုင်အောင်စစ်ကိုပြင်ဆင်ရတယ်ဘာလို့လဲဆိုတော့လူတကားလည်းနေရာတကာမှာတော်နေတယ်လို့ဆိုဘလို့မှမရှိဘူးကိုကအစိုးနေရာမှာတော်တယ်ဆိုရှင်အကနေရာမှာမတော်ဘူးဆိုရှင်အကတော်တယ်လို့ဆရာတင်ရမှာပဲလေဟုတ်တယ်မလား
ပြီးလို့ရှိရင်နောက်တစ်ခုကကိုကဟိုမှာစာရဲတာတွေကြပြားတွေကိုကတော်တယ်ဆိုရှင်ဟိုမှာဟင်းအချက်အပြုတ်တို့အိမ်မုတ်ကိစ္စတို့ဆိုမလုပ်နိုင်ဘူးမလုပ်လည်းမလုပ်ချင်ဘူးဝါသနာလည်းမပါဘူးပြီးလို့ရှင်ကဒီ mechanic ပေါ့နော် computer တွေပြင်ရတာ set တွေပြင်ရတာ set ပိုင်းဆိုင်ရာတွေမှာတော်တယ်စိတ်လည်းဝင်စားတယ်ဆိုရှင်ဥပမာအနုအရာပန်းထိုးတာတွေဇာထိုးတာတွေဒါစိတ်ဝင်စားဟုတ်တယ်မလားအဲ့ဆိုရှင်ကိုကအဲ့ဒီနေရာမှာရောက်သွားပြီဆိုရင်သူတို့ရဲ့သူ type နဲ့သူတန်တဲ့လူကိုနေရာပေးတတ်ဖို့လူတယ်အိုးစားပေးတတ်ရတယ်သိရမလားခုံလူတာနေရာလူတာဗမာပြည်မှာအရန်ဆိုးတယ်ဘာလို့လဲဆိုတော့ဇက်ကအခုနိုင်ငံခြားမှာနေတယ်ပေါ့နော်နိုင်ငံခြားမှာနေတယ်ဆိုရှင်leadership skills ကတော့ဒီဘက်မှာတော်တော်မတူဘူးဒါပေမဲ့မြန်မာနိုင်ငံကဟာပိုကောင်းတယ်ဒီဘက်ကဟာပိုညံ့တယ်ဟိုကဟာကောင်းတယ်ဒီဟာလို့ကောင်းလို့ပြောတာမဟုတ်ဘူးဇက်က nice ရှင်ပြမယ် nice ရှင်ပြဆိုတာဥပမာနယ်သာလန်မှာဆိုလို့ရှိရင်တော့ဘယ်သူမဆိုဆရာကြီးဖြစ်ခေါင်းဆောင်ဖြစ် team leader ဖြစ်အကုန်လုံးဒန်းတူညီမျှပဲဆက်ဆံရပေါ့နော်အဲ့လိုမျိုးလည်းဖြစ်တယ်ဒါကပိုကောင်းတယ်လို့ပြောချင်တာမဟုတ်ဘူးနော်မြန်မာပြည်မှာဆိုရှင်ခေါင်းဆောင်ကိုဆိုရှင်ခေါင်းဆောင်အနေထားသူ့အနေထားနဲ့သူရှိတယ်ဒါပေမဲ့လေဗမာပြည်မှာအရန်ဆိုးတာလေခုံလူတဲ့ကိစ္စတော်တဲ့နေရာတွေကိုဦးစားမပေးတဲ့အပြင်လိုက်ပြီးတော့အတိအမနေချတဲ့အတင်းတွေလိုက်ပြောမယ်အဲ့လိုမျိုးတွေအရန်ဆိုးတယ်အားလာကြောင့်မလို့ကိုယ့်ရဲ့ limit ကိုတိပါဆိုရှင်လူကောင်းပေါ့နော်တယောက်ဖြစ်နေတယ်ခေါင်းဆောင်ကောင်းလည်းဖြစ်နေတယ်နောက်လိုက်ကောင်းလည်းဖြစ်နေတယ်ကိုယ့်ရဲ့ limit ကိုတိအောင်စ조사ရှာဖွေပါအတိမတ်ပြုပါဒုတိယအချက်က let go of control ပေါ့နော် let go of control ဆိုရှင်တချို့လူတွေကလေသိရမလားသူတို့နေရအတကုံသိရမလားခြေလေအုပ်စိုးခြေမိုးထားနိုင်မှာပဲသူတို့ကစိတ်ချမ်းသာတယ်ပေါ့နော်ဥမာအိမ်မှာဆိုလည်းမိဘတွေရှိတယ် helicopter parent လို့ခေါ်တယ်သူတို့လှုပ်လိုက်မှာပဲတာသမီတွေကိုစိတ်မချဘူးသူတို့လှုပ်လိုက်မှာပဲစိတ်ကျဉ်တတ်တယ်ပြီးရှင်ဟိုဟင်းချက်တာအစပေါ့နော်သူတို့ချက်လာမှာပဲအရသာပူရှိတယ်အဲ့လိုမျိုးတွေပေါ့နော်ဖြစ်တယ်အဲ့လိုမျိုးတွေကလေ control freak တွေပေါ့နော်control လုပ်တဲ့လူတွေကလေသူတို့ရဲ့လက်အောက်ငယ်သားဖြစ်လို့လည်းမကောင်းဘူးအဲ့လိုမျိုးသူတို့ကလေနောက်လိုက်ကောင်းလည်းမဖြစ်တတ်ဘူးဒီလားအဲ့ဒါကြောင့်မို့လို့let go of control ကိုကဒီ position တွေမှာကိုကဒီစိတ်နဲ့စိတ်ထားမှာတည်မလား relate ဖြစ်နေတဲ့လူဆိုရှင် let go of control ပါ learn how to let go of control ဆိုတာletလိုက်တာမဟုတ်ဘူးပေါ့နော်သူများကိုယုံကြည်နဲ့ admin နိုင်တဲ့တည်မလားတတိရှိအောင်မွေးယူပါဘာလို့လဲဆိုတော့ကိုမတော်တဲ့နေရာကိုလှုပ်လို့ရှင်လဲဒါတည်မလားကိုသူများတော်တဲ့အရာကိုထက်ကောင်းလာမှာမဟုတ်ဘူးအဲ့ဆိုတော့သူတော်နေတဲ့လူကိုကဦးစားပေးပြီးလောက်ခိုင်းလာလို့ရှင်outcome လည်းပို့ပြီးတော့ရလက်ကလည်းပို့ပြီးကောင်းမယ်သိရမလားကိုကလည်းအချက်ကွဲဆောင်လို့ဟိုဘာမှမသိပဲနဲ့သိရမလားဆရာကြီးလောက်ပြီးတော့လည်းတလွဲတွေလောက်အဲ့ဒါအကြောင်းမှပို့ပြီးအချက်ကွဲဆရာကောင်းတယ်ရှက်ဆရာကောင်းတာအဲ့ဒါမှသိရမလား leader တယောက်ဖြစ်တယ်ဆိုရှင်ကိုကမတိဘူးဆိုရှင်လည်းမတိဘူးဆိုတာကိုဝန်ခံရတယ် leader ဖြစ်ဘသူဖြစ်ငါဒီနေရာမှာမတိဘူးငါကိုတင်ပေးပါဆိုပြီးတော့ပြောနိုင်ခြင်းဟာဒါလည်းတတိတစ်မျိုးပါဘာလို့လဲဆိုတော့ပြီးလို့ရှင်နောက်တစ်ခုက ego ပေါ့နော်နောက်တစ်ချက်က ego ကိုယ့်ရဲ့ ego အတ္တကို control လုပ်အောင်တည်ငြိမ်အောင်ထားပါဘာလို့လဲဆိုတော့အတ္တဆိုတာငါတိငါတော်ငါတငါလှုပ်လိုက်ရမှာပဲစိတ်ချတည်ရမှာသူများအပေါ်မှာပဲအမြဲတမ်းတည်ရမှာအတ္တဆိုတာအတ္တရှိရလူရတယ်သူကငယ်တော့ကလိုမျိုးတည်ရမှာအရေးပဲမခံရတာဒါမှမဟုတ်ရှင်အရန်ပြီးတော့လေdominance ဖြစ်တဲ့မိဘတွေအုပ်စိုးချဲလေပြီးတော့လေတည်ရမလားကိုဘာမှဆုံးဖြတ်ချက်ချလို့မရလောက်ပိုက်ခွင့်မရှိအမြဲတမ်းတူနဲ့လိုက်ပြောခံရအဲ့လိုမျိုးလူတွေစီမှာလေအရန်ပေါ်တော့ over compensate ဆိုတော့အရာသူတို့ကိုယ်တိုင်အဲ့လိုမျိုးခံခဲ့ရတော့သူများကိုလည်းပြန်လှုပ်ချင်တဲ့စိတ်တွေလည်းရှိတယ်အဲ့လိုမျိုးဆိုတော့အတ္တဆိုတာမကောင်းဘူးအတ္တဆိုတာကို self protect လုပ်တာဆိုရှင် healthy ဖြစ်တယ်ကြော်လွန်သွားပြီလို့ဆိုရှင် toxic ဖြစ်တယ်မကောင်းတော့ဘူးသူများပေါ်မှာလည်းမကောင်းဘူးကိုလည်းမကောင်းဘူးအားကြောင့်ကိုယ့်ရဲ့စိတ်ကို short ပါအတ္တဆိုတာခေါင်းဆောင်ဖြစ်မှာပဲအောင်မြင်တာမဟုတ်ဘူးခေါင်းဆောင်ဖြစ်မှာပဲလူရဝင်တာမဟုတ်ဘူးနောက်လိုက်ကောင်းဖြစ်လိုက်ခြင်းဟာလည်းတည်ရမလားကိုကအရင်နှိမ်တော့တာမဟုတ်ဘူးဒါကြောင့်မို့လို့လေ
နောက်လိုက်ကောင်းဖြစ်တယ်ဆိုတာလူတယောက် supporting light ပေးတာပေါ့နော်အားပေးအားမြောက် light လုပ်တယ်သူလိုအပ်တဲ့နေရာမှာ light ဖြည့်ပေးတတ်တယ်အဲ့လိုမျိုးလည်းဖြစ်အောင်ကိုယ့်ကိုအတ short ပါပြီးနောက် number 4အချက်ကတော့ power structure ပေါ့နော် power structure ဆိုရှင်ဒီတချို့လူတွေအမြဲတမ်းသူတို့ပဲတည်မလားဆရာသူတို့ကပဲဘယင်တည်မလားအမြဲတမ်းပလင်ထိုင်ချင်တယ်ခုံပေါ်ထိုင်ချင်တယ်ခုံမရှိဘူးစပွဲဝိုင်းဝိုင်းလေးဖြစ်နေတယ်ဆိုရှင်ဒါနဲ့အချင်းစာတန်းတူညီများထိုင်ရအောင်အဲ့ဆိုရှင်သူတို့တွေကလည်းမနေတတ်ဘူးတည်မလားအားအကြောင်းလို့လေသူတို့ရဲ့အောက်မှာနေတဲ့လူသူတို့ကိုဖားတဲ့လူတွေတည်မလားအဲ့လိုမျိုးတွေကိုပဲသူတို့ကစိတ်ကဘယ်လိုပြောမလဲအရေးပါတယ်လို့ကိုယ့်ကို confidence ရှိသွားတာပေါ့နော်အဲကြောင့်လို့ power ဟာအမြဲတမ်းအပေါ်မှာနေဆရာမလို့ဘူးဒီလိုမျိုးဖြစ်နေဆရာမလို့ဘူးပြီးလို့ရှိရင်တချို့လူတွေကအရန်ဆိုးရနော်သူတို့ကလေသူတို့ကအပေါ်မှာနေဖို့အရေးကိုသူများကိုချနေတာတော့သိရမလားသူများကိုလင်းနိုင်ဖို့ကိုတောက်ပနိုင်ဖို့အရေးကိုသူများ main သူများကို main အောင်လုပ်ရမှာကိုပဲတောက်ပါတယ်ဟုတ်တယ်မလားအဲ့လိုမျိုးစိတ်တွေကအရာကြောက်ဖို့ကောင်းတယ်အရာကြောက်ဖို့ကောင်းတယ်ပြီးလို့ရှိရင်လေဥပမာဖျောင်းတိုင်ပေါ့နော်နှစ်ယောက်လုံးပူးပြီးတော့လင်းလို့ရတယ်ဆိုရှင်အလင်းတွေလည်းပူရမယ်တည်ရမလားအဲ့ဆိုတော့ခေါင်းဆောင်ဖြစ်တယ်ကိုကလည်းသူများခေါင်းဆောင်ဖြစ်တယ်ဆိုရှင် lead အတူပူပေါင်းလို့ရတယ်တည်ရမလားသူ့ကိုmain ခိုင်းလို့ဆရာမလို့ဘူးကိုတောက်ပါဖို့ရလေတည်ရမလားအားအကြောင်းမလို့လေဒီလိုမျိုးဖြစ်ဖို့ဒီလိုမျိုးစိတ်ထားနိုင်ဖို့ဆိုရှင်ကိုယ့်ကို confidence ရှိရတယ် insecure ပေါ့နော်ကိုမလုံးမလဲကိုမတိမ်နိုင်တဲ့လူတွေကဒီလိုမျိုးစိတ်လုံးဝထားနိုင်ဘူးဒါကြောင့်မလို့ power ဆိုတာလေကိုလေအပေါ်စီးနေရမှာပဲကိုကပဲဆရာဖြစ်တော့တာလူရဝင်တော့တာဒါမှမဟုတ်အရေးပါတော့တာအဲ့လိုမျိုးစဉ်းစားဆရာမလိုဘူး power ဆိုတာလူတိုင်းသူ့နေရာနဲ့သူပေါ့နော်ကိုသူ့နေရာနဲ့သူအလိုက်ကြီးအလိုက် type တုံးတိုက်ရတယ်ပေါ့နော်နေရာတကာတုံးဆရာမလို့ဘူးပြီးလို့ရှင်လေသူများကိုလိုက်ပန့်ပို့ပတ်တယ်ဒီလိုကဘာလို့အပ်နေတယ်ကိုယ့်ရဲ့ခေါင်းဆောင်ပေါ့နော်ကိုယ့်ရဲ့အတင်တာကိုယ့်ရဲ့တငယ်ချင်းဘာလို့အပ်နေတယ်ဆိုတာလေလိုက်ပန့်ပို့ပေးနေဒါလည်းပါဝါတစ်ခုပါဆိုတာကိုပြန်ပြီးစဉ်းစားယူရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ကွက်ကပါလဲဆိုတော့ပူပေါင်းဆောင်ရွက်တတ်အောင်တင်ယူပါလက်လာပါလောက်ပါလို့ဆိုပူပေါင်းဆောင်ရွက်တယ်ဆိုတာတော့ teamwork လေနော် teamwork ဆိုတာကလေဟာသူကတာနေမှာကိုကတာနေမှာအဲ့လိုမျိုးပြိုင်ဘက်လောက်ခိုင်းတာမဟုတ်ဘူးပြိုင်ဆရာမလို့ဘူးကိုထပ်တာတဲ့လူကိုအတင်းအဖွဲတစ်ခုပေါ့နော်တစ်ခုဖြစ်လာပြီဆိုရှင်လေလူတိုင်းဥပမာတော်နေလို့မရဘူးလေဟုတ်တယ်မလားလူကပတင်ကတင်ပေါ်ထဲမှာဆိုရင်ကပတင်တစ်စီးပဲရှိတာကပတင်ကတောင်သွားဆိုရှင်နောက်ကပတင်ဖြစ်ချင်တဲ့လူတယောက်ကမြောက်ကိုလော်နေတယ်ဆိုတင်ပေါ်ကခရီးစိုက်တော့မှာမဟုတ်တည်ရမလားအားနဲ့ပဲရန်နေပဲဖြစ်ကြအဲ့လိုမျိုးအရန်ဟိုဘယ်လိုပြောမလဲ unproductive ပေါ့နော်အရာမရောက်ဘူးအရေးလည်းမပါဘူးအချိန်လည်းကုန်တယ်လူလည်းစိတ်ပင်ပန်းတယ်ပူပေါင်းဆောင်ရွက်တတ်အောင်ဆိုတာပြိုင်ဖက်လောက်ခိုင်းတာမဟုတ်ဘူးတည်ရမလားသူတော်တဲ့နေရာကိုသူ့အနေနဲ့သူ feel ရှိတယ်ကိုတော်တဲ့နေရာကိုအနေကိုပေါ့နော်အားလုံးကိုပူပေါင်းလိုက်တဲ့အခါကျရှင်ပို့ပြီးတော့အားရှိသွားမယ်အဲ့လိုမျိုးဖြစ်အောင်လဲသင်ယူပါလဲလာပါကိုယ့်ရဲ့ခုနဇက်ပြောခဲ့တဲ့အချက်တွေကိုလည်းရှုမှတ်ပါစဉ်းစားပါစင့်ချင်ပါဆိုရှင်ပူပေါင်းဆောင်ရွက်တဲ့လူပေါ့နော် collaboration ပေါ့နော်teamwork partner ကောင်းနေဖြစ်လာမယ်နောက်လိုက်ကောင်းနေဖြစ်လာမယ်ခေါင်းဆောင်ကောင်းနေဖြစ်လာမယ်ဆိုတော့ဒီလိုမျိုးပေါ့နော်သူ့နေရာနဲ့သူတုံးတအောင်စူးစမ်းပါလို့ဒီလောက်နဲ့ပဲအားပေးပါရစေဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးနောက်မှပြန်တွေ့မယ်တတာ